အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတို့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတွေကတော့စာသင်တဲ့ကျောင်းသားတွေနဲ့ဆိုင်နေလောကမှာနေထိုင်နေတဲ့လူသားတွေနဲ့လည်းအမတန်မှအရေးကြီးတဲ့အချက်လေးဖြစ်တယ်ပေါ့နော်။ခေါင်းစဉ်လေးကိုကျွန်တော်ဗာယူထားလဲဆိုတော့ကျွန်တော်ကတိပြီးမလုပ်ခြင်းဟာမတိတာနဲ့တူတူပဲဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ယူထားတယ်ပေါ့နော်။အဲ့တော့မိတ်ဆွေကျွန်တော်ကဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့သင်ကြားတဲ့ဆရာတယောက် technology နည်းပညာကိုသင်ကြားတဲ့ဆရာတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျောင်းသားတွေကျွန်တော်အမြဲတမ်းကျွန်တော်ဒီစကားတွေပြောထားရှိတယ်ပေါ့နော်ကျွန်တော်တို့ကလက်တွေ့မပါတဲ့အလုပ်ကဘာမှမထူးဘူးပေါ့နော်အဲ့တိုင်းပဲလောကမှာလည်းကျွန်တော်တို့နေထိုင်နေလူသားတွေကတချို့လူတွေဆိုရင်တိတာတွေအများကြီးပဲဒါပေမဲ့သူ့ရဲ့လက်တွေ့ဘာမှမလုပ်ဘူး apply မလုပ်ဘူးအဲ့ဒါမတိရတဲ့တူတူပဲเนาะအဲ့တော့ဘာမှအကျိုးရှိမဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အင်မတန်မှတတိထားဖို့လိုတယ်ကိုတိတာဒီကောင်းတာတစ်ချက်ရှိမယ်နော်မှတော့ကျမ်းမာရေးနဲ့ပတ်သက်တာဆိုလေကျမ်းမာရေးနဲ့ပတ်သက်တဲ့ပုံစံတစ်ခုသိရင်တစ်ခုကကောင်းတယ်ဆိုရင်တကယ်လက်တွေ့ apply လုပ်မှပဲကျွန်တော်တို့ကကျမ်းမာခြင်းဆိုတဲ့ရအောင်ကျွန်တော်ခံစားရမယ်ထိုနည်းတူတာပဲတချို့ပညာရေးတွေမှာဆိုရင်ကျွန်တော်တို့ master တွေ PhD တွေဆိုရင်အများကြီးပဲကျွန်တော်တို့ဆက်ပြီးလေ့လာတဲ့လူတွေတက်တဲ့လူတွေရှိတယ်ကောင်းလားဆိုကောင်းပါတယ်ပညာရေးတိုင်းပြီးသူ့ရဲ့တမိုးသူ့ရဲ့အကျိုးကျေးဇူးရှိတယ်သူ့ရဲ့ value တွေရှိတယ်ဒါပေမဲ့ကိုတက်တဲ့ပညာရေးတွေเนาะကိုဖတ်တဲ့စာအုပ်တွေကိုသိတဲ့ knowledge တွေကကျွန်တော်တို့ကအကျိုးရှိဖို့လိုတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီစာပတ်တဲ့လူတွေနဲ့ပတ်သက်ပြီးဥပမာပေးရဆိုရင်လည်းမြည်တဲ့ကောင်ပေါ့เนาะလားတဲ့ကောင်စာအုပ်တွေတင်လာတဲ့အတိုင်းပဲအဲ့ညီးနေလာတဲ့ပုံမှာစာအုပ်တွေရောရှိတယ်ဒါပေမဲ့သူတို့ဒီအစကိုလက်တွေ့အသုံးချခြင်းမရှိကြဘာမှအကျိုးမရှိဘူးဒီပုံစံမျိုးဥပမာပေးပြီးပြောလို့ပြတာရှိလူသားတွေလည်းတိုင်းပဲစာအုပ်တွေတအုပ်ပြီးတော့ပညာတွေတစ်ခုသင်တန်းတွေဆိုလည်းတစ်ခုတက်ပြင်မယ်လေကျွန်တော်လက်တွေ့မလုပ်ဘူးဆိုရင်ဘာမှအကျိုးကျေးဇူးမရှိအဲ့တော့လက်တွေ့မလုပ်ခြင်းဒီမသိခြင်းနဲ့တူတူပဲเนาะဒါလေးကိုကျွန်တော်လည်းတတိထားပြတာလေးတတိချက်တဲ့တူရင်ကျွန်တော်ကလည်းကျွန်တော်တတိပေးနေမိတ်ဆွေတို့တနည်းအားဖြင့်လေ့လာတဲ့ကျွန်တော်ရဲ့တပည့်ကျွန်တော်ရဲ့လုပ်ဖို့ကံပတ်တွေလည်းကျွန်တော်ဒါလေးကိုတတိပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်